အားလုံးမင်္ဂလာပါအသက်60ကျော်သူများထကျန်းမာရေးနဲ့ညီညွတ်ပြီးစားသုံးတဲ့အစားအစာတွေကိုမျှဝေပေးမှထုတ်ပါတယ်အသက်60ကျော်သူများစားသုံးတဲ့အဓိကအစားအစာများအသက်အရွယ်ကြီးလာတဲ့နေ့အမျှခန္ဓာကိုယ်၏လိုအပ်ချက်များပြောင်းလဲလာတာကြောင့်အာဟာရပြေဝပြီးအစာကြေလွယ်တဲ့အစားအစာများကိုဦးစားပေးစားသုံးသင့်ပါတယ်အမြင့်တက်များသောအစားအစာများ fiber rich foods အမြင့်တက်ကဝမ်းချုပ်ခြင်းကိုကောက်ွယ်ပေးပြီးဦးလန်းကြောင်းကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်စားသုံးရန်ကတော့ဟင်းသီးဟင်းရွက်များကိုက်လန်းကန်ဇွန်ရွက်မုံလာဥနီဘရိုကိုလီတစ်တီများကတော့ပန်းသီးငပြောသည့်ဘယ်ရီသီးများစွာအစစ်အဆန်များကတော့ကျုံဆန်လုံးညိုပဲမျိုးမျိုးဥပမာကလာပဲနီလီစတာဖြစ်ပါတယ်နှစ်ပရိုတင်းတက်ပရိုတင်းကြွက်တောင်းများကျန်းမာတန်ဆွမ်းရင်းနဲ့ယောဂများကိုကောက်ွယ်ပေးနိုင်ရန်လုံလောက်သောပရိုတင်းတက်ကိုဖြည့်တင်ပေးရန်လိုအပ်ပါတယ်စားသုံးရန်ကတော့အသားများအဆီနည်းသောကြက်သားငါအိုမီဂါ3ပါသောဆယ်မွန်မက်ခဲရဲနို့ထွက်ပစ္စည်းများဆိုရင်ဒိန်ချင်နွားနို့ဒိန်ခဲအဆီနည်းတာကိုရွေးချယ်ပါအခြားဆိုရင်ပဲမျိုးမျိုးဥအမျိုးမျိုးစားသည့်ဖြင့်လည်းစားသုံးနိုင်ပါတယ်3အယိုးပွားခြင်းနဲ့ဗီတာမင် D ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ကအယိုးပွားခြင်းနဲ့အယိုးအဆစ်နာကျင်ကိတ်ခဲခြင်းများကိုကာကွယ်ရန်အတွက်အရေးကြီးပါတယ်စားသုံးရန်ကတော့ကယ်လ်ဆီယမ်ကနို့ထွက်ပစ္စည်းများပဲပြားတိုဖူကန်ဇွန်ရွက်ကိုက်လန်ဗီတာမင် D ကတော့နေရောင်ခြည်အဆီများသောမားများဗီတာမင် D ဖျက်ဆွဲထားသောနို့ဤများမှာပဲရေဓာတ် hydration အသက်ကြီးလာသည့်နဲ့အမျှရေစာခြင်းကိုခံစားရမှုနည်းပါးလာနိုင်သောကြောင့်ရေကိုပုံမှန်တောက်သုံးရန်လိုအပ်ပါလေတောက်သုံးရန်ရေသက်တရားမပါသောတတိဖြော်ရည်များဟင်းချိုများငါ omega 3 fatty acid omega 3 fatty acid တွေကဥနှုတ်ကျန်းမာရေးနဲ့နှလုံးရောဂါများကိုကာကွယ်ပေးပါတယ်စားသုံးရန်ကတော့ salmon tuna မကရစားသည့်အစီများသောငါးများတခြားသည့် walnuts ပိုက်ဆန်စေ flax seeds တို့ပါပဲရှောင်ရှားတဲ့တော်စားစားများကတော့စားများသောအစားအစာများတွေးတိုးကိုဖြစ်စေနိုင်ပါတယ်တခြားများသောအစားအစာများချိုးချင်းကိတ်မုံအချိုးရည်များအစီများသောအစားအစာများအတင်စားအစားအစာများစီကြောစားများအရက်နဲ့ကဖေးနဲ့လိုနကျွန်းတောက်သုံးခြင်းတို့ကိုရှောင်ရှားတင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးအကျိုးတစုံတရာရခဲ့တဲ့ဆိုရင် like and share လေးလုပ်ပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ရှုဖို့အတွက် subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါဟဲ့